လူကောင်းပကတိကနေရုတ်တရက်ကြောက်ကက်စီရတဲ့အဆင့်ကိုရောက်သွားနိုင်တယ်ဆိုတာတင်ယုံပါသလားကြောက်ကက်ယောဂဆိုတာကင်ဆာယောဂလိုပဲနာကျင်မှုရှိပဲတိတ်တဆိတ်လာတတ်တဲ့ယောဂဆိုကြပါလက္ခဏာပြပြီးဟိတ်ဆိုတာနဲ့ကုသဖို့နောက်ကျသွားတတ်ပါတယ်ဒါကြောင့်အချိန်မလွန်ခင်ကြိုတင်သိရှိနိုင်ဖို့ခန္ဓာကိုယ်ကအချက်ပေးနေတဲ့ဒီရှိပြီးလက္ခဏာ6ချက်ကိုမဖြစ်မနေသိထားဖို့လိုပါတယ်အဲ့ဒါတွေကတော့နံပါတ်1စီးသွားပုံပြောင်းလဲလာခြင်းကြောက်ကက်မကောင်းတော့တဲ့အခါပထမဆုံးသိတာကစီးသွားတဲ့ပုံစံမှာညာဘက်ခဏခဏထားပြီးစီးသွားခြင်းလားစီးအောင်ရင်လွန်တာသွေးပါတာမျိုးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်စီးသွားပြီးတဲ့အခါရေဆွဲချလိုက်ရင်တော့အမြုပ်တွေကြံနေခဲ့တာကိုသတိထားပါဒါဟာကြောက်ကက်ကနေပရိုတင်းဓာတ်တွေစွန့်ထုတ်နေတဲ့ဆိုတဲ့လက္ခဏာဖြစ်ပါတယ်နံပါတ်2ခန္ဓာကိုယ်ဖော်ရောင်လာခြင်းကြောက်ကက်ကကောင်းကောင်းအလုံးမလုံးတော့တဲ့အခါခန္ဓာကိုယ်ထဲကပူရွာနေတဲ့ဆိုဒီယမ်လို့ခေါ်တဲ့စားဓာတ်တွေကိုမစွန့်ထုတ်နိုင်တော့ပါဘူးအဲ့ဒီခါခြေပမိုးတွေခြေမဲစီတွေရောင်လာကပ်ပါတယ်အထူးသဖြင့်မနက်အိယာနိုးတဲ့အခါမျက်လုံးအောက်မှာအစ်ပီရောင်ရမ်းနေလာမျိုးတွေ့ရတတ်ပါတယ်နံပါတ်3အလုံးမင်းပင်ပန်းနွမ်းနေခြင်းကောင်းကောင်းအိတ်ဆက်နားယူထားပေမဲ့အမြဲတမ်းပင်ပန်းနေတတ်ပါတယ်ဒါဟာသွေးထဲမှာအဆိပ်အတောက်တွေများလာတာကြောင့်ဖြစ်တယ်လို့သွေးအားနဲ့ယောဂဝင်လာတာကြောင့်လည်းထင်နိုင်ပါတယ်အာယုံဆက်ရခက်ခဲလာပြီးမူးဝေးတာမျိုးတွေပါခံစားရတတ်ပါတယ်နံပါတ်4အရေပြားရရန်ခြင်းဒါကလူသိနေတဲ့လက္ခဏာတစ်ခုပါကြောက်ကက်ကသွေးတွေကအညစ်အကြေးတွေကိုမစစ်ထုတ်နိုင်တဲ့အခါသွေးထဲမှာအဆိပ်အတောက်တွေပုံလာပါတယ်အဲ့ဒီခါအရေပြားအောက်မှာအနေထိုင်ပြီးအင်ပင်ထတ်လိုမျိုးအလွန်အမင်းရရန်တတ်ပါတယ်လိန်စီလိန်ရင်ခဏပဲတတ်တာပြီးအယိုးတွေကနေရားနေတယ်လို့ခံစားရတတ်ပါတယ်နံပါတ်5ကတွင်းပြက်ခြင်းနဲ့ပါဇက်သေးတတုအရသာရခြင်းအစားအသောက်စားခြင်းစိတ်မရှိတာဘာစားခါနေတာပါဇက်သေးမှာတန်ကြီးအရသာလိုမျိုးတတုအရသာရနေတာမျိုးဖြစ်တတ်ပါတယ်တချို့လူနာတွေမှာအမိုးနီးယားအနံ့လိုမျိုးကတွင်းနံ့နံတာတွေလည်းဖြစ်လေရှိပါတယ်နံပါတ်6အသက်ရှူမဝခင်နည်းနည်းလေးလှုပ်ရှားလိုက်ရင်မောနေပြီဆိုရင်သတိထားပါကြောက်ကမကောင်းရင်ခန္ဓာကိုယ်မှာရေတွေစုပြီးအဆုတ်ထဲရေဝင်တာမျိုးဖြစ်နိုင်တယ်လို့သွေးနီယူနှဲပါလာတဲ့အတွက်အောက်ဆီဂျင်တည်ဆောင်မှုအားနည်းပြီးမောပန်းလွယ်တာဖြစ်ပါတယ်ကဲမိတ်ဆွေတို့မှာတော့ဒီလိုလက္ခဏာမျိုးတွေခံစားနေရပြီလားတကယ်လို့ခံစားနေရင်ပေါ့ပေါ့ဆဆမနေပဲဆရာဝန်နဲ့ချက်ချင်းပြတာဖို့တိုက်တွန်းခြင်းပါလေကျမကြီးဆိုတာမဆုံးရှုံးခင်ကတည်းကကကွယ်ထားမှတန်ဖို့ရှိတာပါဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတဲ့ဆိုရင် like လုပ်ပြီးကိုချစ်ရတဲ့လူတွေကိုပြန်လည်မျှဝေပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ကျမကြီးဘုသူတတွေအတွက်လည်း channel ကို subscribe လုပ်ထားနိုင်ပါတယ်ကျမ်းမာရှင်လန်းကြပါစေ